Premier League အသင်းကြီး6သင်းရဲ့ဒါနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးရပဲဖြစ်ပါတယ်ဆိုတော့ညီကိုအားလုံးပဲမင်္ဂလာပါ TVD ကနေပြန်နေကြိုဆိုလိုက်ပါတယ်မန်ယူနီပြအသစ်ဖြစ်လာတော့မယ်မိုက်ကယ်ကားရက်ဒါမန်ချက်စတာထားပြီးပွဲမတိုင်ခင်မှာမန်ယူတင်းကမိုက်ကယ်ကားရက်ကိုသူတို့ရဲ့နီပြအနေနဲ့တာဝန်ယူခိုင်းမယ်ဆိုပြီးတော့ဒါကျင်းနေတော့ရှိတယ်ပေါ့နော်သတင်းတွေသိရဆိုတော့သုံးပွဲတာဝန်ယူခိုင်းတွေကစားပေးသွားခဲ့ဘူးတယ်ပေါ့နော်ရှာယီနီပြဘွားနဲ့သုံးပွဲကစားပေးသွားဘူးတယ်နှစ်ပွဲနိုင်တစ်ပွဲတည်းအာဆင်နယ်နဲ့ဗီလာရီယဲတို့လိုအသင်းမျိုးကိုနိုင်ရယူပေးထားတယ်ဒါချက်စီကိုတည်ကြဆိုတော့ကားရီရဲ့ယာယီနီးပြဘွားတော့ဒါရှားလက်ကတော့စိုးလို့ပြောရမယ်ယူနိုက်တက်ပရိသတ်တွေအတွက်တော့မျှော်လင့်စရာလို့ပဲပြောရမှာပဲစတာထားပြီးမတိုင်ခင်မှာမိုက်ကယ်ကားရီတယောက်ဒါမန်ယူတင်းကိုကင်တွယ်လာနိုင်မလားဆိုတော့ကျွန်တော်ဆောင်မန်ယူတင်းပရိသတ်တွေစောင့်ကြည့်ရမယ်ပြီးတော့ဒါကစားသမားသတင်း update အနေနဲ့ကတော့အမ်ဘူမိုတို့အာမတ်တို့ကဒါအာဖရိကကပ်ကနေပြီးတော့ပြန်လာနေပြီဆိုတော့မန်ယူတင်းရဲ့သတင်းကောင်းပဲပြီးတော့ဒါဒီရှေ့တန်းကစားသမားဖြစ်တဲ့ဒါတိုက်စစ်မှုဆက်စကိုကလည်းခြေစွမ်းနေပြနေတယ်ဘရူနိုတို့တတိုက်ကလည်းဒါပါလာမယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုမိုင်နီတို့ဘာတို့ဒါပွဲထွက်ရင်းနေပါတွေ့ရတယ်ဆိုတော့ဒီပြအသင်းနဲ့သွေးသစ်လောင်လာမယ်ဒါမန်ယူတင်းမန်ချက်စတာဒါဘီကိုပဲစောင့်နေဖို့ရှိရပေါ့နော်မန်ယူပရိသတ်တွေကတော့ဒီပြောင်းရွှေ့ကတော့ဒါဂွာဒီယိုလာသူ့ရဲ့တိုက်စစ်မှာထပ်ပြီးတော့အားဖြည့်ထားတာပေါ့နော်စီမန်ညိုတောင်းမတနေရာအတွက်အားဖြည့်လိုက်ပြီးတော့ဒါ FA ကရဲ့ပထမဆုံးပွဲအနေနဲ့လည်းဝင်ပြီးတော့ကစားသွားတယ်စီမန်ညိုကဂိုးလည်းသွင်းသွားတယ်ဆိုတော့စီးတီးမှာလည်းအားရင်အပြည့်ဖြစ်နေပြီလို့တော့ဆိုလို့ရတယ်ပေါ့နော်သူတို့ဒါကာဘောင်းကပ်ပွဲဖြစ်တဲ့အဲ့ဒီမှာသူတို့ကဆော့ဖို့ရှိတယ်ပေါ့နော်ဆိုတော့ခွာရက်ဒီပွဲပြီးလို့ရှိရင်နောက်ထပ်တစ်ပွဲဖြစ်တဲ့ဒါမန်ချက်စတာဒါဘီပွဲစဉ်ကြီးကန်ဖို့ရှိဆိုတော့စီးတီးလည်းဒါပွဲချက်ကာလာတွေရောက်နေတယ်ဆိုတာတော့ရင်းလို့မရဘူးပေါ့နော်မန်စီးတီးပြည်သက်တွေကဒါနီးစပ်ဆုံးကာဆယ်တဲ့ပွဲကိုကြည့်သွားဖို့ရှိပါမယ်လီယမ်ရိုစီနီယိုရဲ့ပွဲဥတော့က9ဂိုးတကူဆိုတဲ့ရလက်နဲ့ပြက်သားသားဒါအနိုင်ယူပြထားတယ်ဆိုတော့အားရနေကြမယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့နီးပြတဲ့ရဲ့စွမ်းဆောင်ရည်ကိုပြည်သက်တွေကဒါမျှော်လင့်နေတဲ့ချိန်မှာနောက်ထပ်ပွဲစဉ်အနေနဲ့လန်ဒန်ဒါဘီကိုအိတ်ကွဲမှာအိတ်ကန်စားသွားဖို့ရှိနီးပြကတော့ဒါလန်ဒန်ဒါဘီကိုစောင့်နေရဖို့ရှိပါတယ်ပို့စ်မောင်းနဲ့ဆက်ပီးကျင့်ခဲ့တဲ့အာဆင်နယ်ဒါပြီးခဲ့တဲ့ FA ပွဲကသုံးသပ်မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ဆက်ပီးကိုဒါချန်ပီယံရှစ်အသင်းတစ်သင်းကပထမဆုံးချိန်တွေ့ကြုံလိုက်ရတာပဲဖြစ်တယ်လို့ပြောရမှာပါအာဆင်နယ်အသင်းကဂါဘရီရဲ့ပြန်ပါဝင်လာမှုနဲ့အတူဒါဆက်ပီးသွင်းကိုတွေလည်းပါလာနေပါတယ်ပြီးပုံမှန်ရနေကြဖြစ်တဲ့ဒါလက်ကီသွင်းကိုလို့ပြောရမယ်အုံကိုတွေလည်းရနေပြီဆိုတော့အာကြီးကကောင်းတဲ့သတင်းတွေရမ်းများတယ်ပေါ့နော်ခုဒီတော့အာဆင်နယ်ဖန်တွေလည်းပျော်နေမယ်လို့တော့ထင်ပါလန်ဒန်ဒါဘီပွဲစဉ်ကတစ်ဖက်ကနီးပြအသစ်နဲ့အာဒေတာနဲ့ပထမဆုံးချိန်တွေးဆုံမှုကဘယ်လိုရလက်ထွက်ပေါ်လာမလဲခန္ဓာတွေလည်းဒီလန်ဒန်ဒါဘီကိုပဲစောင့်နေကြမယ်လို့ထင်ပါတယ်တင်သွင်းနေကြကစားသမားတွေရဲ့သွင်းကိုတွေနဲ့ပဲ FA ကမှာနောက်ဆုံးပွဲအနေနဲ့ဒါအနိုင်ရထားတယ်ပေါ့နော်နောက်ထပ်ပွဲစဉ်အနေနဲ့ဒါဘန်လီနဲ့ပရီးမီးယားလိမှာပြန်ကန်ရမယ်ဂျားထဲမှာတော့ပွဲမရှိသေးဘူးပေါ့နော်မိုဟာမက်ဆာလာရဲ့အီဂျစ်အသင်းရတယ်သူတို့ဒီအာဖရိကကပ်မှာဆီမီဖိုင်နယ်ဆင်းတော့ရောက်နေပြီပေါ့နော်ဒီညကန်မှာတိုက်စစ်မှုဆာလာလည်းအသင်းနဲ့ပြန်နေပေါင်းနီးစပ်လာပြီလို့ပြောရပါမယ်ဒါလီဗာပူးဖန်တွေကတော့ဘန်လီနဲ့ပွဲစဉ်ကိုစောင့်မျှော်နေဖို့ပဲရှိပါတယ်အာဆင်နယ်ဖန်သောမတ်ဖရန့်စပါးနီးပြဒါကော်ဖီကော့ကင်ပြီးတော့အာဆင်နယ်အသင်းလူကိုပါလေကော်ဖီကော့ကင်ပြီးတော့ဆိုရှယ်မီဒီယာပေါ်ဒါဓာတ်ပုံတွေတက်လာတဲ့နောက်မှာပရိသတ်တွေရဲ့ဒါဖယ်တော့လဲဆိုပြီးတော့မေးခြင်းကိုခံနေရပါပြီအခုတော့ဒါတခြားအသင်းရဲ့ကစားသမားတွေတက်ဒါနီးပြပြောင်းလဲတွေကများနေတဲ့ချိန်မှာမန်ယူချက်စီတို့နီးပြတွေပြောင်းနေတဲ့ချိန်မှာဒါစပါးတင်ပရိသတ်တွေကလည်းသူတို့ရဲ့နီးပြကိုပြန်ပြီးတော့မေးခွန်းထုတ်နေကြပါပြီဆိုတော့ဒါလက်ရှိအဆုံး update ပေါ့နော်ပရီးမီးယားလိအသင်းကြီး6သင်းရဲ့သတင်းလေးတွေကိုစူးစီးတင်ဆက်ပေးရပဲဖြစ်ပါတယ်
ကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ